မြန်မာနိုင်ငံတွင်းနေပြည်သူများငလျင်ကြီးနဲ့အသက်မထိဖို့ပဋိပြုသိရှိနိုင်ရန်ငလျင်အရှိန်နဲ့သုံးသပ်ထုတ်ပြန်ချက်အရေးပေါ်တင်ဆက်ပေးမယ်။မြေငလျင်ပဋိများစင်တာကငလျင်ကြီးလာမယ်ထုတ်ပြန်ပြီးမကြဘူးတကယ်ကိုလာခဲ့လာပါ။မနေ့ကတနေ့တည်းအတွင်းပဲခူးရန်ကုန်ဒေသ M2.8 အနက်တိမ်အနောက်ပဲခူးရိုးမှာပြည့်၍အကြောင်းပြုလာခဲ့တဲ့မန္တလေးဒေသ M4.2 အနက်တိမ်ရှမ်းကုန်းပြည်မြင့်ပြည့်၍အကြောင်းပြုလာခဲ့တယ်။ရခိုင်အနီး M5.9 အလဲအလတ်နဲ့အင်ဒိုဘာမတ်ထိုးဆိုင်စုံဝင်းချေဆက်ဆက်ငလျင်3ခုစက်တိုက်ထုတ်သွားခဲ့ပါတယ်။ USGS ကအတည်ပြုထားပါတယ်။ဤချီနေဒီနိုင်ငံတော်ကမြေကြီးအောက်ဖိအားများပြန်လည်ချိန်ညှိညံ့ကြိုးစားနေရဆဲကြည်ကြောင်ပြသနေပါတယ်။ထို့ကြောင့်နောက်82နာရီအသွေးဖြစ်နိုင်ခြေခန့်မှန် magnitude 5.0 ဖြစ်နိုင်ခြေကမန္တလေးစကိုင်းရှမ်းဆက်ဒေသမှာ10ကနေ 15% ရှိပြီးရခိုင်အနီး subduction zone မှာ15ကနေ 20% ရှိပါတယ်။ magnitude 4.0 ကနေ 4.9 ဖြစ်နိုင်ခြေကတော့မန္တလေးစကိုင်းတောင်ကြီးမှာ40 to 15% ရှိပြီးနေပြည်တော်မကွေးအနောက်ရခိုင်ပြည်နယ်ပဲခူးအနောက်ပိုင်းအေရဝတီတွေမှာ30 to 40% ရှိပါတယ်။ magnitude 3.9 နဲ့သေးငယ်တော့နောက်ဆက်တွဲများကတော့မြန်မာနိုင်ငံအလဲပိုင်း60 to 70% နဲ့ရခိုင်မကွေးအနောက်50 to 60% ဖြစ်နိုင်ပါတယ်။ magnitude 6.5 အထက်ဖြစ်နိုင်ခြေလက်ရှိအချက်အလက်အရ 5% အောက်မှာပါ။ဒါပေမဲ့လုံးဝမဖြစ်နိုင်ဘူးလို့မဆိုနိုင်သေးပါဘူး။လက်ရှိ magnitude 5.9 ဒေတာအလိုက်သုံးသက်ချက်အနေနဲ့ကတော့မန္တလေးနဲ့စကိုင်းမှာ M4.2 ပြီးအနက်တိမ်ငလင်ထစ်ခဲ့တော့ကြောင့်ပြင်းအားမကြီးလားပေမဲ့ခံစားရမှုပြင်းထန်ဖြစ်လေရှိပါတယ်။ရခိုင်မကွေးအနောက်ပဲခူးအနောက်ပိုင်းနဲ့အေရဝတီမှာဆို M5.9 ပြီးနှရှင်တော်ထိုးဆိုင်စုံကြောင့်နောက်ဆက်တွဲတုန်ခါမှုများအချိန်ပိုကြနိုင် M5.5 တခုထက်ဖြစ်နိုင်ခြေရှိပြီး M5.2 ညကလှုပ်ခတ်သွားပါတယ်။ရန်ကုန်ပဲခူးမှာတော့တိုက်ရိုက်တက်ရောက်မှုမရှိပါသို့တော့အမြင့်အဆက်အုပ်များမှာလှုပ်ခတ်မှုခံစားရနိုင်ပါတယ်။အရေးကြီးမှတ်ချက်ဒီအခြေအနေဟာကြောက်ဖို့ကာလမဟုတ်သေးပါဒါပေမဲ့ပေါ့လျော့လူမရတဲ့ကာလဖြစ်ပါတယ်။ဖိအားတွေကမနက်ပိုင်းအနက်သိမ်ပြည့်၍ငလင်တွေကနေနှိမ်ဆင်းသွားပြီးညပိုင်းအနက်လက်ထိုးဆိုင်စုံဆက်ဆက်ငလင်များအပြိုင်ဆိုင်ချင်းညှိနေတဲ့အချိန်မှာဆိုတော့ဘလို့နေဘလို့ထိုင်အိမ်တွဲအလေးချိန်ကြီးပစ္စည်းတွေပြုတ်ချနိုင်မလားစစ်ဆေးထားပါညအချိန်မီးအလင်းဖုန်းဖက်နှက်လွယ်ရအောင်ထားပါလှုပ်ခတ်လာခဲ့ရင်အပြင်ဘေးလွတ်ရာစီချက်ချင်းမရောက်နိုင်မှာကအခုအခါကောင်းတော့စပွဲအောင်ခတ်တန်အောက်ကိုကိုကထားပါမတိကြတဲ့သတင်းတွေမဖြတ်ပါနဲ့အတီးပြုချက်သာစောင့်ကြည့်ပါဒီသတိပေးချက်ဟာကြောက်ဖို့အတွက်မဟုတ်ပါဘူးအစင်သင်ထက်နေဖို့အတွက်ပါအခြေအနေပြောင်းလဲလာမှာကထပ်တိုးသတိပေးချက်ထပ်မံထုတ်ပြန်ပါနဲ့ညကငလင်သတင်းကိုတီချာပြောပြရရင်ရခိုင်မှာညအချိန်အင်အားပြင်းငလင်နှစ်ကြိမ်တိုင်လှုပ်ခတ်ခဲ့တော့ဒေသခံတွေစိုးရင်ထိတ်လန့်ခဲ့ကြရပါတယ်ရခိုင်ပြည်အတွင်းဒီကနေ့ညအချိန်မှာအင်အားပြင်းငလင်